အားလုံးပဲမင်္ဂလာပါဆရာကိုဆန်းဝမ်းပါအကြောင်းမြင်ပါရမီရှင်ပါဒီကနေ့ဒီဗီဒီယိုလေးကတော့အင်္ဂါသားသမီးလေးတွေအတွက်ဆရာကဟောကြားပေးမှာဖြစ်ပါတယ်ဆရာစီမှာအကြောင်းမြင်ကန်ဆာတာစစ်ဆေးဆွေးနွေးလို့ရပါတယ်ငွေကြေးမတက်နိုင်တဲ့9ရက်သားသမီးလေးတွေအတွက်ဆရာကချစ်ခင်စွာနဲ့လေးစားစွာနဲ့ညှိနှိုင်းဆောင်ရွက်ပေးပါမယ်နော်ဆရာကတော့ညံပူစော်ကကြေးတစ်ခုကိုတတ်မှတ်ထားပါတယ်ဒါပေမဲ့မတက်နိုင်တဲ့9ရက်သားသမီးလေးတွေအတွက်ကိုလည်းဆရာကနော်တိတိကျကျကိုတက်နိုင်တဲ့ကြေးအမောက်လေးနဲ့ချစ်ခင်လေးစားစွာနှွေးထွေးစွာနဲ့ဆရာကညှိနှိုင်းပြီးတော့မှလက်ခံဟောကြားပေးနေပါတယ်ဆရာဖိတ်ခေါ်ပါတယ်နော်ဆရာနဲ့အတူတူကန်ဆာတာလာရောက်ဆက်ဆေးလို့ရပါတယ်နော်အဲ့တော့ဒီကနေ့အင်္ဂါသားသမီးလေးတွေအတွက်ဆရာဟောပေးပါမယ်တစ်ချက်အင်္ဂါသားသမီးလေးတွေကစိတ်လောတာတွေစိတ်မြန်တာတွေတခုခုဆိုလို့ရှိရင်အရန်တိတိကျကျကြိုက်တာတွေတိတိပပကြိုက်တာတွေအတန့်ရှင်းကြိုက်တာတွေတက်ရက်ကြိုက်တာတွေเนาะဒီထပ်ပြီးတော့လွန်လွန်ကျူးကျူးကူတောင်ဖြစ်နေပြီလွန်လွန်ကျူးကျူးပြောလို့ရှိရင်နည်းနည်းလေးဇီစာကြောင်တယ်အင်္ဂါသားသမီးလေးတွေကဇီစာကြောင်တယ်ဒါဆိုဒါမှမရဘူးခေါင်းကြောမှလည်းပေါ့နော်ဒါဆိုဒါမှဟွာဆိုဟွာမှဆိုင်ဆိုလို့ရှိရင်လည်းဒီနီယာဆိုဒီနီယာဒီဆိုင်ပဲစားတာလူဆိုရင်လည်းဒီလူဆိုဒီလူနဲ့ပဲပေါင်းတင်လောက်တာအဝတ်ဆိုရင်လည်းဒီဆိုင်ရကြိုက်တယ်ဆိုဒီဆိုင်ရပဲအားပေးတာပေါ့နော်အဲ့ဒီစိတ်ကလေးတွေကိုအင်္ဂါသားသမီးလေးတွေကရှော့ပေးပါနော်ဆိုင်ဆိုရင်လည်းဆိုင်ကြီးအများကြီးစားကြည့်ပါအဝတ်စားဆိုလို့ရှိရင်လည်းဆိုင်ကြီးအများကြီးဝယ်ကြည့်ပါနော်အဲ့ဒီခံစားချက်ကလေးတွေကိုအင်္ဂါသားသမီးလေးတွေကပြောင်းလဲရပါမယ်နော်တစ်ခါတလေမှအင်္ဂါသားသမီးလေးတွေကတစွတ်ထိုးစွတ်တရွလှုပ်ချင်တဲ့စိတ်တွေကြောင့်နော်စာရန်လို့ခေါ်တဲ့စနေဂျိုနော်စာရန် return ပေါ့နော်စနေဂျိုနဲ့ universe ကသင်ခန်းစာပေးတတ်တာမျိုးတွေကြုံရတတ်တယ်နော် universe ကသင်ခန်းစာဘယ်လိုပေးတာလဲဆိုတော့ဒီပတန်ပဲပြန်လာတာဒီပြဿနာပဲပြန်လာတာမဖြစ်ချင်ဘူးမကြားချင်ဘူးမစုံချင်ဘူးမတွေ့ချင်ဘူးဆိုတဲ့လူတွေနဲ့ပဲစုံရတွေ့ရကြားရပေါင်းရတာပေါ့နော်အဲ့ဒါပါလဲဆိုတော့ universe ကသင်ခန်းစာယူစေချင်တာသင်ခန်းစာယူလိုက်ပြီးပြင်စရာရှိတာပြင်လိုက်ပြီးဆိုလို့ရှိရင်အင်္ဂါသားသမီးလေးတွေမုန်းတဲ့အရာမကြိုက်တဲ့အရာတွေကရပ်သွားတယ်မလာတော့ဘူးအဲ့ဒါကိုစာရန်လို့ခေါ်တဲ့စနေဂျိုနဲ့ universe ကပြောင်းလဲစေချင်တာပြုပြင်စေချင်တာအဲ့ဒါလေးတွေကိုလိုက်နာလိုက်မယ်ဆိုရင်အင်္ဂါသားသမီးလေးတွေကစိတ်ချမ်းသာတဲ့ဘဝတစ်ခုကိုရရှိမှာဖြစ်တယ်ပြီးရင်အင်္ဂါသားသမီးလေးတွေကတော်တော်များများကအများစုကဘဝခက်ခဲနော်တောင်တန်းနေလို့ရေလိုင်းနေလို့ပဲကြမ်းတမ်းနေအင်္ဂါသားသမီးလေးတွေကကြမ်းတမ်းနေခက်ထန်နေနော်ပြီးလို့ရှိရင်တို့ရဲ့ဘဝရှောက်လန်းမှုတော်တော်များများကတူးတဲ့အထီးကျန်စွာနဲ့ဖြတ်တန်းရတယ်မိသားစုဘလောက်ပဲရှိနော်ဘလို့ပဲအပေါင်းအသင်းတွေဘလို့ပဲရှိ relationship တွေဘလို့ပဲရှိပေါ့နော် communication တွေဘလို့ပဲရှိလူမှုဆက်ဆံရေးတွေဘလို့ပဲရှိအင်္ဂါသားသမီးလေးတွေရဲ့ energy ဟာသူတို့ရဲ့စိတ်နှလုံးသားထဲမှာအထီးကျန်တယ်လို့သူတို့အမြဲတမ်းခံစားရတယ်ငါတယောက်တည်းဆိုတဲ့ခံစားချက်မျိုးသူတို့အမြဲတမ်းခံစားရတယ်ပေါ့နော်အဲ့ဒီစိတ်ကလေးတွေကိုလျှော့ပါအင်္ဂါသားသမီးလေးတွေကိုချစ်တဲ့သူအများကြီးရှိပါတယ်နော်အဲ့လေးကိုဆရာပြောချင်တယ်အင်္ဂါသားသမီးလေးတွေကအစားအသောက်မှားတာနဲ့ပတ်သက်ပြီးတော့မှဥမာကြီး1 byte လမ်းကြောင်းအတွင်းကလီစာလမ်းကြောင်းတွေဒုက္ခပေးတတ်တဲ့ဆေးရုံဆေးကမ်းနော်တေးသေးလေးကနေကြီးမားမားဖြစ်သွားတတ်တာမျိုးတွေကိုအင်္ဂါသားသမီးလေးတွေကယူဆရပါမယ်အင်္ဂါသားသမီးလေးတွေကအယိုးကြောအစစ်မြစ်နဲ့ပတ်သက်တာအာယုံကြောနဲ့ပတ်သက်တာတွေကိုလည်းယူဆရပါမယ်ကာကွယ်ရပါမယ်ပေါ့နော်တေးသေးလေးကနေအကြီးကြီးဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့အင်္ဂါသားသမီးလေးတွေကစိတ်နှလုံးသားအရန်ကောင်းတယ်အရန်ကူညီတတ်တယ်တခုပဲဒေါသအရန်ကြီးတတ်ကြတယ်အင်္ဂါသားသမီးလေးတွေကရှူးဆိုဝုန်းမဲ့ပေါ့နော်ဆိုတော့အဲ့ဒါလေးတွေကိုရှော့ပေးမယ်ဘာသာရေးကိုပုံမှန်လေးလုပ်သွားမယ်မြစ်တာပို့ထားမယ်နော်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဆိုးလေးတွေကိုပြုတ်ပြင်မယ်ဆိုလို့ရှိရင်အင်္ဂါသားသမီးလေးတွေကဘဝမှာတိုးတက်အောင်မြင်ချစ်စွယ်ကောင်းတဲ့အင်္ဂါသားသမီးလေးတွေဖြစ်အင်္ဂါသားသမီးလေးတွေဖြစ်လာမှာဖြစ်ပါတယ်ပြီးရင်အင်္ဂါသားသမီးလေးတွေကငယ်ဘဝနဲ့လူလက်ပိုင်းမှာဘဝကြမ်းတမ်းပြီးတော့မှသင်ခန်းစာတွေလက်ဆင့်တွေဘဝသင်ကြားခြင်းခံရပြီးတော့မှအသက်40ကျော်လာတဲ့အချိန်မှာအင်္ဂါသားသမီးလေးတွေကလျှံတောက်အောင်မြင်တဲ့တထေးမကြီးတွေဖြစ်လာမှာဖြစ်ပါတယ်လုံရင်လုံတလောက်ကိုစူးစမ်းရင်စူးစမ်းတလောက်အောင်မြင်မဲ့ကန်ဆာတာပိုင်ရှင်လေးတွေဖြစ်ပါတယ်ပေါ့နော်အဲ့တော့ထပ်မှန်ပြီးအသေးစိတ်ဆွေးနွေးခြင်းနဲ့ဆိုရင်ဆရာအဆိုင်ဝမ်စီမှာအသေးစိတ်ဘုတ်ကင်လေးတင်လို့ရပါတယ်ဆရာကြိုးစုနေပါတယ်ရရအဆောင်တွေလည်းဆရာစီမှာလုပ်လို့ရပါတယ်เนาะငွေဝင်ရေမွေးတွေငွေဝင်အိတ်အဝါတွေအဆောင်လက်ပတ်တွေအဆောင်ဆွဲကြိုးတွေလည်းမှာလို့ရပါတယ်ဆရာစီမှာမားလက်ချမီမဲတော်လက်ချမီစီမှာလည်းပွဲတော်လေးတွေကတ်လို့ရပါတယ်ဆရာဆိုင်ဝိုင်းရဲ့အိတ်စာတရားတိုက်တန်းတန်းတော်မှာလည်းပွဲတော်တွေအမျိုးမျိုးကတ်လို့ရပါတယ်
နော်အဲ့တော့ဆရာဖိတ်ခေါ်ကြိုးဆိုနေပါတယ်နောက်တင်ဆက်ပေးမယ့်ဗီဒီယိုလေးတွေကိုလည်းစောင့်မျှော်ကြည့်ရှုအားပေးပါအောင်လို့ဆရာကဖိတ်ခေါ်လိုက်ပါတယ်ဆရာရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုဆရာကကျေးဇူးအများကြီးတင်ပါတယ်နော်ဆရာကို like share comment လေးတွေနဲ့ဝန်းရံချစ်ခဲ့ပေးပါအောင်လို့ဆရာကတောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်အင်္ဂါသားသမီးလေးတွေချမ်းသာကြပါစေနော်